ခန်းသားဆုံးသောတက်ရှိကဗျာရာဇဝင်များရဲ့တူတူသမီးငါတို့ရဲ့ဝိညာဉ်အေယာဝတီဘသူပိုင်တာလဲပြီးခဲ့တဲ့ရက်တွေကခရက်ထားခဲ့တဲ့တည်င်းတစ်ခုရှိတယ်အဲ့ဒါကဒေါ်စောကြည်လို့မြန်မာနာမည်ပေးထားတဲ့ကြောက်ချင်းဆိုတဲ့ပေချင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှာမြန်မာဘာသာသင်ကြားပေးနေတဲ့တရုတ်ဆရာမတူကမြစ်ဆုံဆယ်စောက်လို့ရှိရင်အေယာဝတီတိုင်းရတဲ့သမားတွေကိုရော်ကြီးပေးမှလားဆိုပြီးတော့လူတယောက်ကမေးတယ်အဲ့ဒီမေးခွန်းကအေယာဝတီမြစ်ရဲ့ရေချိုကတရုတ်ကနေစီးဆင်းသွားရင်မဟုတ်ဘူးလားရှင်တို့အလကားသုံးလို့မရအောင်ပတ်ဆက်မေးမှသုံးလို့ရမယ်ပတ်ဆက်မပေးရင်တော့အထက်ပိုင်းမှာဆယ်ကြီးဆောက်ပြီးရေအကုန်ကာလိုက်မယ်မကောင်းလားလို့သူကအဲ့လိုမျိုးပြန်တုတ်ပြန်လိုက်တယ်ဆိုတဲ့သူ့ရဲ့ social media post တစ်ခုကနေပြီးတော့ပြောလိုက်လို့အခုလိုပဲ controversial ဖြစ်စရာဖြစ်ပေါ်လာပြီပေါ့နော်သူကမြန်မာပြည်ကိုသူတည်တနာပြုပြီးတော့လေးလာနေတဲ့တရုတ်အဖွဲ့ထဲမှာပါဝင်နေဆိုတာကိုလေသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတရားဝင်ရေးသားထားတယ်ဟုတ်ပြီဒါဆိုရင်သူပြောသလိုအေယာဝတီကဘသူပိုင်တာလဲတရုတ်နိုင်ငံလားမြန်မာနိုင်ငံလားဒါကိုခွဲခြမ်းစိတ်ပြဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးအေယာဝတီမြစ်ကြီးဘယ်လိုဖြစ်လာလဲဆိုတာကိုသိဖို့လိုတယ်အေယာဝတီမြစ်ရဲ့ထူးခြားချက်ကိုဝီကီပီဒီယာရဲ့အပေါ်တိုင်းဖော်ပြရမယ်ဆိုလို့ရှိရင်အေယာဝတီမြစ်သည်အရှေ့တောင်အာရှဒေသရှိအခြားမြစ်ကြီးများနှင့်မတူဘဲတမူထူးခြားသည်မှာမြန်မာနိုင်ငံထဲ၌ပင်မြေဖြားခံ၍မြန်မာနိုင်ငံကိုသာဖြတ်စည်းကမြန်မာပင်လယ်ကမ်းခြေမှပင်ပင်လယ်ထဲသို့စီးဝင်ခဲ့သောမြန်မာမြစ်စစ်စစ်ဖြစ်ခြင်းပင်ဖြစ်သည်ရှေးခါအေယာဝတီမြစ်သည်တိဘက်နိုင်ငံ၌မြေဖြားခံခဲ့သည်ဟုယူဆခဲ့ကြတော့လဲယခုမူမြန်မာမြစ်စစ်စစ်ဖြစ်ကြောင်းတိကျစွာပြောဆိုနိုင်ကြပြီယင်းသည်မိုင်ပေါင်း1350ရှိ၍မြန်မာနိုင်ငံမြောက်ဖက်တောင်ကုန်းဒေသမြန်မာနိုင်ငံအလယ်ပိုင်းမိုးခေါင်ရေရှားဒေသမြန်မာနိုင်ငံအောက်ပိုင်းမြေနုကျွန်းပေါ်ဒေသတို့ကိုဖြတ်သန်း၍စီးဆင်းနေသည်တဲ့အေယာဝတီမြစ်ဆိုတာမြန်မာပြည်ရဲ့အပေါ်ဆုံးအထက်ပိုင်းကချင်ပြည်နယ်မြစ်လက်တက်20ပေါင်းစုံနေနေရနေပြီးတော့စပြီးတော့ပေါ်ပေါက်ခဲ့တယ်မေခါနဲ့မလီခကချင်လိုပြောရမယ်ဆိုရင်တော့အင်မိုင်ခါနဲ့မလီခဆိုရဲမြစ်လက်တက်တစ်ခုကနေပြီးတော့စပြီးတော့မြစ်ဖြားခံတယ်ပေါ့ဗျာဂျိန်းဖောဘာသာအရမလီခဆိုတာကောင်းမွန်ခြင်းအင်မိုင်ခါဆိုတာမြစ်ဆိုတော့မလီခမြစ်ကအေယာဝတီမြစ်ဆုံရဲ့အနောက်ဘက်ခြမ်းမြစ်လက်တက်တစ်ခုဖြစ်တယ်ပူတာအိုလွင်ပြင်မြောက်ဘက်ကနေမြေဖြားခံတယ်မေခါနဲ့ဆိုင်တော့ရေစီးတိတ်မတန်ပဲသူကစီးစင်းတယ်မြစ်ကြောင်းပူကျဲပြီးရေနဲ့တာကြောင့်လေတင်မောတွားလူလာလို့ရတယ်ကချင်ဘာသာစကားအရမလီဆိုတာကကောင်းမွန်ခြင်းလို့အဓိပ္ပာယ်ရတယ်မလီခဆိုတော့ကောင်းမွန်သောမြစ်ပေါ့ဗျာဒေသခံတွေကမလီခကိုအေယာဝတီမြစ်ရဲ့မူလအစလို့လည်းသတ်မှတ်ကြတယ်နောက်တစ်ခုကကျတော့အင်မိုင်ခဒါမှမဟုတ်မေခသူကကျတော့နည်းနည်းလေးဇရာစရှုပ်လာပြီလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့သူ့ရဲ့မြစ်ဖြားခံတဲ့အစကတိဘက်နိုင်ငံမြစ်ဖြားခံတာလို့လည်းပြောတဲ့အတွက်ဒီဘိုင်းစပြီးကျွန်တော်တို့မှာနည်းနည်းအငင်းပွားစရာလေးရှိလာပြီပေါ့နော်တိဘက်ကောင်းပြင်လန်ခွဲလားဆိုရင်ရေခဲတောင်တန်းနေပြီးတော့စီစဉ်လာတယ်လို့လည်းပြောတယ်ဒါကသူတို့ရဲ့အရှိဘက်မြစ်လက်တက်လို့လည်းခေါ်တယ်ပေါ့နော်ရေစီးအလွန်တန်တယ်ကြောက်ဆောင်တွေကြောက်ခဲများပြီးတော့မြေကြောင်းတစ်လျှောက်မှာရေကွန်ငယ်တွေဝဲရက်တွေအရန်ပေါ်လို့တင်မောတွေဆက်လေတွေတွားဖို့တော်တော်လေးခက်ခဲလို့သိရတယ်ရေရင်းမြစ်ရှူတောင်းရဒါတိတ်ပန်နေကြကြည့်မယ်ဆိုလို့ရှိရင်မြေဒဇင်းရဲ့အစကိုရှာတဲ့နေရာမှာအရှည်ဆုံးနဲ့ရေကအများဆုံးစီးစင်ရအောင်ရေရင်းမြစ် source လို့သတ်မှတ်လို့ရတယ်တဲ့ဒီညမှာနှစ်ခု꿰နေတာ Wikipedia ရဲ့အာဘော်ရမလီခမြစ်ကပဲအေယာဝတီရဲ့ primary source လို့ပြောတယ် secondary source ကကြတော့အင်မိုင်ခမေခမြစ်လို့ပြောတယ်ဒီညမှာအင်မိုင်ခရဲ့မြေဖြားခံစီးကြောင်းအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့တိဘက်တောင်တန်းတွေကနေစတယ်လို့ပြောလို့ရတယ်ဒါပေမဲ့စကားဆက်လို့ပြောရမယ်ဆိုလို့ရှိရင်တိဘက်နိုင်ငံရောတရုတ်နိုင်ငံပိုင်းလားအခုချိန်မှာတော့ဟုတ်တယ်ဆိုပေမဲ့ဒီချိန်တော့တိဘက်ကတိဘက်ပဲတရုတ်ရဲ့လူမျိုးစုကြီး9ခုဆက်လက်တည်တံ့ရမယ်ဆိုရင်နိုင်ငံရေးအယူဝါဒတစ်ခုရှိတယ်ဘာလို့ဆိုလိုတာလဲဆိုတော့တရုတ်မှာလူမျိုးစုကြီး9ခုရှိတယ်ဟန်မန်ချူမွန်ဂိုတိဘက်နဲ့တရုတ်မွတ်စလင်တွေဖြစ်တဲ့ခွေးလူမျိုးပေါ့နော်ဟန်လူမျိုးတွေကတော့ဒါအများဆုံးတရုတ်လူမျိုးဟန်လူမျိုးတို့အများဆုံးသိကြတယ်ကျန်တဲ့လူမျိုးစု၄ခုရှိတယ်အဲဒီလူမျိုးစု၄ခုပေါင်းပြီးတော့5 races and one union ဆိုတဲ့နိုင်ငံရေး ideology တစ်ခုရှိတယ်တိဘက်ဒေသ1920အစပြီးတော့တရုတ်နိုင်ငံချင်းမင်းဆက်ရဲ့လက်အောက်ကိုကြာရောက်တယ်အဲ့မတိုင်ခင်ကအပိုင်းနေတော့ကျွန်တော်မလေ့လာဘူးတော့ကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့73ရောက်မြောက်ဒလိုင်းနာမလက်ထက်မှာတော့တိဘက်ဒေသကိုဒလိုင်းနာမကလွတ်လပ်ရေးရစေခြင်းနဲ့အဲဒါနဲ့1913မှာတရုတ်နိုင်ငံလက်အောက်မှာမနေတော့ဘဲနဲ့လွတ်လပ်တဲ့နိုင်ငံလို့သူတို့ကြေညာတယ်အဲ့ဒီလွတ်လပ်ရေးကြေညာချက်ကိုပို့ပြီးခိုင်မာသွားစေတဲ့အချက်ကကြတော့1914 British Tibetan နဲ့ Chinese အကြီးအကဲတွေလုပ်ခဲ့တဲ့Simla Conference ညီလာခံကနေနယ်နိမိတ်သက်မှတ်ဖို့စပြီးတော့လုပ်ခဲ့ကြတယ်။ဟုတ်ပြီဒါဆို1913ကနေနှစ်ပေါင်း40နီးပါးလွတ်လပ်ခဲ့တဲ့တိဘက်ကဘယ်လိုလုပ်ပြီးတော့တရုတ်လက်အောက်ကိုပြန်ရောက်သွားတာလဲ။အဓိကအကြောင်းရင်းကတော့စစ်ရေးအရအနိုင်ယူပြီးနိုင်ငံရေးအရစာချုပ်ချုပ်လိုက်တာ။1950မှာတရုတ်ကွန်မြူနတီတပ်တွေကတိဘက်ကိုဝင်တိုက်တယ်။ပြီးတော့ချန်တိုဆိုတဲ့တိုက်ပွဲမှာတိဘက်တပ်တွေအပြတ်အသက်ရှုံးနေစစ်ရေးအရလုံးဝရှင်လို့များတဲ့အခါကျတော့အဲဒီ1952ခုနှစ်မှာတိဘက်ကောင်ဆောင်တွေကအ
အချက်18ချက်ပါတဲ့သဘောတူညီချက်ကိုလက်မှတ်ထိုးပေးလိုက်အဲဒီစာချုပ်ကတိဘက်အချုပ်ချာအာဏာကိုတရုတ်လက်ထဲကိုတရားဝင်ထည့်ပေးလိုက်သလိုဖြစ်သွားတယ်နောက်ဆုံး1959ခုနှစ်လူထုအောင်ကြမှုအပြီးမှာဒလိုင်းနာမှာထွက်ပြေးခဲ့ရပြီးတော့ကိုပိုင်အုပ်ချုပ်ခွင့်ဆိုတာပါပျောက်သွားပြီးတော့တရုတ်ရဲ့ဓာတ်ရိုက်ထိန်းချုပ်မှုအောက်ကိုအပြည့်အဝရောက်သွားတယ်ပေါ့နော်ကျွန်တော်တို့မြစ်ဆုံကိစ္စကိုပြန်ပြီးဆက်မယ်ဆိုလို့ရှိရင်ဒီမြစ်တစ်ခုရဲ့ identity view ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ဒီဇင်းရဲ့ identity ကနိုင်ငံရေးနယ်နိမိတ်နဲ့ပဲမဆိုင်ဘူး။ ARD ဆိုတဲ့မြစ်ကတကယ်တော့မေခါဆိုတဲ့မြစ်နဲ့မလီခါဆိုတဲ့မြစ်နှစ်ခုပေါင်းမှ ARD ဆိုပြီးမြစ်ကဖြစ်လာဆိုတော့အဲ့ဒီနှစ်ခုစုံတဲ့နေရာဒီမြစ်စုံခုကျွန်တော်တို့အားလုံးပြောနေတဲ့နေရာက ARD မြစ်ရဲ့အစခုနကအမိုင်ခါဆိုတဲ့မြစ်ကဒီဘက်ကနေဘယ်လိုပဲလာသူတစ်ခုတည်းနဲ့မြစ်တစ်ခု ARD မြစ်ကိုဖြစ်လာလို့မရဘူးကွာအမိုင်ခါနဲ့မလီခါနဲ့ပေါင်းမှ ARD မြစ်ဆိုတာကြီးကဖြစ်တယ်နောက်ပြီးတော့တရုတ်နိုင်ငံထဲမှာအဲ့ဒီခုနကအင်မိုင်ခါဆိုတဲ့မြစ်ကတရုတ်နိုင်ငံထဲမှာစီးဆင်းနေတော့လေအဲ့ဒါကိုအဲ့မြစ်ကို ARD လို့မခေါ်ဘူးတတ်မှတ်လို့လည်းမရဘူးအဲ့ဒီမြစ်ကို ARD မြစ်အစလို့လည်း identity ကောက်လို့မရဘူး ARD ရဲ့ဝိသေသလက္ခဏာတွေရတယ်အဲ့ဒီနိုင်ငံထဲမှာစီးဆင်းနေတော့မှမရှိသေးဘူးဒီကိုရောက်မှဖြစ်လာတာအဲ့ဒီမှာတော့ဒူးလုံမြစ်လို့ခေါ်တယ်ဒူးလုံမြစ်လို့ခေါ်တဲ့အကြောင်းရင်းကျတော့အဲ့ဒီမြစ်ဝန်းတစ်ချောင်းမှာနေတယ်ဒူးလုံဆိုတဲ့တိုင်းသားလူမျိုးစုတွေကိုအစွဲပြုပြီးခေါ်တာပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင်မဲကောင်ဆိုတဲ့မြစ်ကတိဘက်မှာမြေပြားခံခဲ့တယ်ဆိုပေမဲ့မဲကောင်မြစ်ကိုတရုတ်နိုင်ငံတနိုင်ငံနဲ့ပိုင်တယ်လို့ဘယ်သူမှတတ်မှတ်လို့မရဘူးပေါ့နော်တခြားနိုင်ငံတွေကိုနယ်နိမိတ်ဖြတ်ကျော်စီးဆင်းသွားတယ် transboundary river တွေထဲမှာပါတယ်အခါကြလို့ရှိရင်ဘယ်သူကပိုင်ပါတယ်ဆိုပြီးတော့တတ်မှတ်လို့မရဘူးမြေကြောင်းအစပိုင်မြေကြောင်းအဆုံးပဲပိုင်အကုန်လုံးဒါကိုပဲ share ပြီးသုံးရတာပေါ့နော်ပုံမှန်လင်းပြောရမယ်ဆိုလို့ရှိရင် ARD မြစ်ကမြန်မာနိုင်ငံရဲ့အသက်သွေးကြောဝိညာဉ်မဟုတ်ဘူးမြန်မာနိုင်ငံအစတာမဟုတ်ဘူးဆိုပြီးတော့ဘယ်ပထဝီဝင်အထောက်ထားနဲ့မှပြောင်းလဲလို့မရဘူးမြေပြားခံတဲ့ရေတွေကတရုတ်ပြည်ကလာလိမ့်မယ်လို့ဆိုကြပါစို့အဲ့ဒီတရုတ်ပြည်ကလာတဲ့ရေတွေစူးစီးပြီးတော့ ARD မြစ်ဆိုတဲ့မြစ်ကြီးဖြစ်သွားအောင်ပုံဖော်ပေးနိုင်တာကမြန်မာနိုင်ငံပိုင်နယ်ထဲမှာရှိတဲ့မြေပြင်နဲ့တောင်တန်းတွေပဲဒီမြေပြင်တွေနဲ့တောင်တန်းတွေကပဲ shape လုပ်ပြီးသွားအဲ့ဒါကိုတီးဖို့လိုတယ်။နောက်တစ်ခါကျတော့သမိုင်းနေယဉ်ကျေးမှုစီးပွားရေးနဲ့ဂေဟစတိတွေအရ ARD မြစ်ကမြန်မာနိုင်ငံနဲ့လုံးဝခွဲခြားလို့မရဘူး။ဘာလို့လဲဆိုတော့ဒီမြစ်တစ်ခုလုံးကမြန်မာနိုင်ငံအစအနေဆုံးရစ်ပတ်ပြီးတော့စီစဉ်သွားမှာလို့ ARD မြစ်ကိုမြန်မာနိုင်ငံပိုင်တဲ့မြစ်လိုပဲကမ္ဘာအသိမဲ့ပြုထားတယ်။အဲကြောင့်ဒီဟာကြီးကိုအနှိမ့်ချုပ်မယ်ဆိုလို့ရှိရင်မြေဖြားခံတဲ့ပထဝီဝင်ချက်လက်တွေတုံးချပြီးတော့နိုင်ငံရေးအရာပေါ့နော် upper hand ယူပြီးတော့အသာစီးယူဖို့လုပ်ဖို့စူးစမ်းမျိုးရှိမယ်။ဥပမာရေမြစ်ကိုချုပ်ကင်လိုက်ပြီးတော့အစိုးရကိုလိုတလို့ကျိုးဆွဲရကနိုင်အောင်စူးစမ်းမျိုးရှိတယ်။ hydro dependency ပေါ့နော်ရေစွမ်းရင်းမြစ်ကိုကိုရီးယားသူတို့စီမှာမိခိုးအောင်လှုပ်လိုက်ပြီးတော့သူတို့လိုတလို့ကျိုးဆွဲရကားရမယ်ပုံစံမျိုးဖြစ်သွားအောင်နိုင်ငံရေးရဒါစီယူကျင်တာမျိုးရှိတယ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ရေဝေရေလဲဆိုတဲ့ကိစ္စ watershed ပေါ့နော်အဲ့ဒါဗာလဲဆိုတော့ ARD မြစ်ရဲ့အဓိကရေဝေရေလဲဆိုတဲ့ area ပေါ့နော် catchment area လို့လည်းခေါ်တယ်အဲ့ဒါကသူတို့တရုတ်နိုင်ငံထဲမှာပဲအများဆုံးရှိရလို့ကြောက်ချင်းကပြောသွားရပေါ့နော်တကယ်တမ်းကျွန်တော်တို့တေချာအချက်လက်တွေမှန်လားမှန်လားကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီ ARD မြစ်ရဲ့အဓိကရေဝေရေလဲ area တွေကုန်တော့နိုင်ငံ3နိုင်ငံမှာရှိစုစုပေါင်း area ရဲ့61%ကမြန်မာနိုင်ငံထဲမှာရှိရလို့ဆိုတယ်မြန်မာနိုင်ငံမှာ61%ရှိတယ်ဘယ်နေရာလဲဆိုတော့ကချင်ပြည်နယ်မှာရှိတဲ့အဲဒီမေခရဲ့မလီခမြေဖြားတဲ့ဘိုင်းတွေပေါ့နော်ပြီးတော့စကိုင်းတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေအဲ့ဒီနေရာတွေရေဝေရေလဲဒေသတွေပေါ့နော်နောက်တစ်ခုကကျတော့တရုတ်နိုင်ငံမှာ5% ရှိတယ်မေခမြေရဲ့မြေဖြားခံတဲ့နေရာပေါ့နော်ခုနကျွန်တော်ပြောခဲ့တဲ့အရှိရပြောခဲ့တဲ့ဒူးလုံမြစ်ဒူးလုံလေးပါတရုတ်နိုင်ငံယူနေပြည်နယ်ထဲမှာရှိတယ်အဲ့တော့သူတို့စီမှာနေပြီးတော့လာတဲ့ရေမြစ်က5% ရှိရပါတော့အိန္ဒိယနိုင်ငံမှာ4% ရှိတယ်။ဘာကြောင့်အိန္ဒိယနိုင်ငံမှာ4% ရှိလဲဆိုတော့ ARD မြစ်ကမြစ်ဆုံကနေပြီးမြေဖြားခံနေဆိုပြီးဒီဘက်ကလည်းချင်းတွင်းမြစ်တွေကနေ ARD မြစ်တွေပေါင်းပြီးစီးပွားလည်းရှိဆိုတော့အဲ့ဒါကြောင့်ချင်းတွင်းမြစ်ရဲ့မြေဖြားခံရအချို့အစိပ်ပိုင်းတွေကအိန္ဒိယနိုင်ငံနာဂလန်နဲ့မဏိပူရပြည်နယ်တွေကရှိရပါတော့အားရလာတဲ့ရေတွေကလည်း4% ရှိတယ်ဒါပေမဲ့ဘလို့ပဲပြော ARD မြစ်ရဲ့အဓိကရေဝေရေလဲ area တွေကမြန်မာနိုင်ငံက61%လောက်ပိုင်အားဒါကြောင့်ရေဝေရေလဲကိစ္စတရုတ်နိုင်ငံထဲမှာပဲရှိတယ်တရုတ်နိုင်ငံတွေကစတာပါဆိုတဲ့ကိစ္စကလည်းတော်တော်လေးလွဲနေရလို့ပြောလို့ရပါတော့ဒီညမှာရေဝေရေလဲဆိုတာကဘာကိုပြောချင်လဲဆိုဥပမာများကျွန်တော်တို့ကမိုးတွေရွာတယ်ရေစီးစင်းတဲ့တောင်တွေပေါ်နေပြီးတော့အဲ့ဒီရေတွေအကုန်လုံးကတနေရာထဲမှာစုသွားအောင်ဖြစ်သွားစေတဲ့ area တွေပေါ့နော်မြစ်ထဲကိုဝင်သွားအောင်လုပ်ပေးနိုင်တဲ့ area တွေကျွန်တော်တို့က watershed ရေဝေရေလဲလို့ခေါ်တယ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ထီးတစ်ချောင်းကိုပက်လက်လန်လိုက်တဲ့ခါကျတော့ရှင်ရေစက်လေးတွေအကုန်လုံးအလဲမှာတွားစုရမလားထီးပက်လက်လန်ထားတဲ့တောင်စွန်းနေရာတွေကရေဝေရေလဲ area တွေပဲအဲ့ဒီကနေရေတွေကရေအကုန်လုံးအလဲမှာတွားစုအဲ့လိုပဲနိုင်ငံပြည်နယ်အများကြီးနေထွက်လာတဲ့ရေဝေရေလဲဆိုရဲမြေချောင်းတေးလေးပေါ့နော်အဒီအိုင်မြေချောင်းပစ္စည်းညောက်တော့တေးလေးတွေကလည်းနောက်ဆုံးမှာ ERD မြေကြီးတဲ့စီစဉ်သွားပြီးတော့လဲဖို့အနေနဲ့တွားစုတယ်ဒါကိုရေဝေရေလဲ watershed လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ကမြစ်ကြီးရဲ့ဖြစ်တည်မှုအကြောင်းသိပြီးသွားပြီဆိုတော့မြစ်ဆုံရဲ့ဇလန်းအဆောက်လဲဆွဲထုတ်ဖို့လိုလာပြီပေါ့အဲ့တော့မြစ်ဆုံစီမံကိန်းက2008ခုနှစ် Nargis ဒီ
မှုံတိုင်းမဖြစ်ခင်ကတည်းကမြစ်ဆုံစီမံကိန်းကြီးကစခဲ့တယ်လို့ကြံမြင်ပြောလို့ရတယ်မြစ်ဆုံစီမံကိန်းကို2006-2009လောက်ကတည်းကမြန်မာအစိုးရနဲ့တရုတ်အစိုးရနဲ့ပေါင်းပြီးတော့ hydroelectric project တစ်ခုအနေနဲ့သူတို့ကစပြီး run ခဲ့တယ်အဲ့ဒီစီးပွားရေးစီမံကိန်းက3.6 ဘီလီယံလောက်ကုန်ကျတယ်လို့ပြောတယ်တရုတ်နိုင်ငံပိုင်နဲ့ China Power Investment Corporation CPI နဲ့မြန်မာပိုင်နဲ့ Asian Well Company တို့ပူးပေါင်းပြီးတော့ဒီ hydroelectric project ကိုလုပ်မယ်လို့သူတို့က agreement တွေရေးထိုးခဲ့ရပါတော့အဲ့ဒီ project ကနေပြီးတော့ megawatt 6000လောက်ထွက်ဖို့လေသူတို့ကစီစဉ်ထားတယ်ဆယ်တွေအနေနဲ့ကတော့သူတို့ကဆယ်ကမေခမြစ်မှာ15ခုစောင့်မယ်မလီခမြစ်မှာ10တခုစောင့်မယ်ပြီးတော့မြစ်ဆုံဒေသမှာ10တခုစောင့်စုစုပေါင်း19ခုတည်ဆောက်မယ်ဆိုပြီးတော့အဆိုပြုခဲ့ကျွန်တော်တို့အားလုံးသိထားကြတာကမြစ်ဆုံစီမံကိန်းဆိုတော့မြစ်ဆုံနဲ့နေရာအဲ့ဒီမှာ10တခုတည်းစောင့်မှာမဟုတ်ဘူးအားလုံးသိထားတာတခုတည်းစောင့်မယ်လို့ပဲထင်တာပေါ့နော်တကယ်တမ်းကတခုတည်းမဟုတ်မြစ်ဆုံဒေသမှာရှိတဲ့10ကတော့အဲ့ခုနပြောခဲ့တဲ့9ခုထဲမှာအကြီးဆုံးပေါ့နော်ဒါပေမဲ့မြစ်ဆုံဒေသမှာရှိတဲ့10ကတော့အကြီးဆုံးပဲအဲ့ဒီတည်ဆောက်ရေးလုပ်ငန်းတွေကို2008ခုနှစ်မှာစပြီးတော့လုပ်တယ်ပြီးတော့ချီဖွေးမှာရှိတဲ့ကန့်ကွက်တဲ့ဆန္ဒပြတဲ့ဒေသခံတွေနဲ့အစိုးရနဲ့ပုတ်တိုင်မှုဖြစ်ပြီးတော့နေနေတာတွေကိုခံရမျိုးရှိအဲ့တော့အားလုံးပြောနေကြတဲ့ဒီ10ကြီးစောက်လို့ရှိရင်ဘာဖြစ်မှာလဲဆိုရဲစိုးကြိုးတွေကိုဒီနေ့နည်းနည်းလေး highlight လုပ်ပြီးသွားမယ်ဘာကြီးလဲဆိုတော့သူကနံပါတ်1ကတော့တဘာပတ်ဝန်းကျင်နဲ့ gear စနစ်ကိုပျက်စီးစေတာဥပမာကျွန်တော်တို့ ARD မြစ်ကမြန်မာနိုင်ငံအောက်ပိုင်းကလေယာစိုက်ပျိုးရေးအတွက်လိုအပ်တဲ့နုံးမြေတွေပေါ့နော်အဲ့ဒီနုံးမြေတွေကိုအထက်ပိုင်းကနေပြီးတော့အောက်ကိုတည်ဆောင်လာပြီးတာအဲ့ဒီနုံးမြေတွေနဲ့မှာကျွန်တော်တို့ကလေယာတွေစိုက်ပျိုးလို့ရတယ်ဗျာတကယ်လို့မြစ်ဆုံမှာကျွန်တော်10ကိုစောက်လိုက်မယ်ဆိုလို့ရှိရင်နုံးတွေက10ထဲမှာပဲကျန်ခဲ့ပြီးတော့မြစ်အောက်ပိုင်းကိုရောက်မှာမဟုတ်တော့ဘူးအဲ့တော့မြစ်အောက်ပိုင်းကလေကွင်းတွေမှာကျွန်တော်စိုက်ပျိုးရေးလုပ်ဖို့ပေါ့နော်မြေဩဇာကြီးညံ့ဖျင်းသွားတာမျိုးဖြစ်သွားလိမ့်မယ်ပြီးလို့ရှိရင်5မျိုးစိတ်တွေမျိုး3တာမျိုးဖြစ်မယ်ဘယ်လိုမျိုးလဲဆိုတော့မြစ်ဖျားကိုစံတက်ပြီးဥတက်တဲ့5မျိုးစိတ်တွေရှိတယ်အဲ့လိုမျိုး5မျိုးစိတ်တွေရဲ့လမ်းကြောင်းတွေကိုလည်းပိတ်သွားတဲ့အခါကြလို့ရှိရင်5မျိုးစိတ်တွေကမျိုး3တာမျိုးဖြစ်လာလိုက်နံပါတ်2အချက်ကကျတော့ဘူမိဗေဒနဲ့မြေငလင်အန်ဒီရယ်ပေါ့နော်မြစ်ဆုံစီမံကိန်းတီးနေရာကမြန်မာနိုင်ငံရဲ့အဓိကငလင်ကျော်ကြီးဖြစ်တဲ့စကိုင်းငလင်ကျော်စကိုင်းဖော့နဲ့ကီလိုမီတာအားဖြင့်ကီလိုမီတာ100လောက်ပဲကွာတယ်အဲ့တော့ငလင်တန်ကြောင့်10ကကဲရွေးပေါ့နော်ငလင်လှုပ်ခဲ့တယ်ဆိုလို့ရှိရင်ဒီ10ကြီးကကျိုးပေါက်သွားမှာအဲ့လိုကျိုးပြီးဆိုတာနဲ့မြေအောက်ပိုင်းကမြေကြီးနားအပါဝင်ပေါ့နော်မြို့ရွာတော်တော်များများမိနစ်ပိုင်းတွင်ရေရောက်သွားနိုင်တဲ့အန်ဒီရယ်တွေရှိတယ်နောက်နံပါတ်3အချက်ကကျတော့မြဝကျုံမဒေတာမှာစားငံရေဝင်တာဘလို့စားငံရေဝင်မှာလဲဆိုတော့ပြောပြမယ်ဗျာပုံမှန်အားဖြင့်ကတောင်တွေပေါ်ကနေစီးဆင်းလာတဲ့မြစ်တွေကရေချိုမြစ်တွေပေါ့နော်အဲ့ရေချိုတွေကပင်လယ်တွေကိုစီးဆင်းသွားတယ်โอเคဒါပေမဲ့ပင်လယ်ရေတွေကတွန်းပြီးစီးဆင်းသွားတာဖြစ်တယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကမြစ်ဆုံမှာရေတွေအကုန်လုံးကာပြီးတော့ဆယ်ဆောက်လိုက်တဲ့ခါကျလို့ရှိရင်ရေချိုတွေကပင်လယ်တွေကလာတဲ့ရေငယ်တွေပြန်မတွန်းနိုင်တော့မတွန်းနိုင်နေပဲနဲ့စားငံရည်တွေကကုန်းတွင်းပိုင်းကိုဝင်လာမယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အထဲမှာရှိဂေယစနစ်ကတော်တော်လေးပျက်စီးသွားမှာဆန်စပါးစိုက်ပျိုးမှုတွေလည်းတော်တော်ကြီးကျယ်ဒုက္ခရောက်မယ်လို့ရှိရင်ခုနအရှိရပြောခဲ့သလိုပေါ့နော်ဒီမြစ်ကြီးကိုမှီတီးပြီးနေထိုင်နေရတဲ့ဂေဟစနစ်အတွင်းကတတ္တဝါရှိဒရိတ်ဆန်ရှိဒါတွေအကုန်လုံးလည်းတော်လေးကိုသူတို့စီမှာ impact ကြီးမားမားဖြစ်သွားမယ်ပေါ့နော်တော်လေးကိုမျိုးသုံးနိုင်တဲ့အနေအထားတွေဖြစ်သွားလိမ့်မယ်။တားငယ်ရင်လည်းကျွန်တော်တို့ကဆန်စပါးစိုက်ပျိုးမှုလည်းလုံးဝလုပ်လို့မရဘူး။ဒါကိုနားလည်အောင်ထပ်ပြီးရှင်းပြမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ပင်လယ်ကမ်းခြေကိုတွားရပဲထား။ပင်လယ်ကမ်းခြေမှာကမ်းခြေပေါ့နော်။လိုင်းပုတ်တဲ့ကမ်းခြေလေးကနေပြီးတော့တဲလေးတွေကိုမြောင်းလေးဖြစ်တူးလာခဲ့ကြည့်လိုက်။ဘယ်လောက်ထိဆက်တူးရမလဲ။တူလူတွေနေတဲ့ကမ်းခြေကဘန်ဂလိုနားထိချောင်းတူးကြည့်လိုက်။အဲ့ဒီပင်လယ်ရေတွေအဲ့တူးတဲ့မြောင်းတွေကိုဝင်သွားပြီးတဖြည်းဖြည်းနဲ့ပင်လေကြီးကတိုက်စားရင်းနဲ့တွေ့ပြီးကြဲလာပြီးတော့ရေငန်တွေကတောက်လျှောက်ကုန်းထဲမှာဝင်သွားမှာအဲ့ဒါနဲ့အလားတူတူပဲဗျာအပေါ်ကနေပြီးကျွန်တော်ကစီးစင်းလာတဲ့ရေချိုတွေမရှိဘူးဆိုလို့ရှိရင်ရေချိုတွေအားနေသွားမယ်ဆိုလို့ရှိရင်ပင်လေရေငန်တွေကထဲတဲ့ကုန်းထဲမှာတွေကိုပြန်တွန်းပြီးတော့ဝင်လာအခါကျရင်ကျွန်တော်အရှက်ပြခဲ့သလိုပဲပင်လေရေတွေကကုန်းထဲမှာဝင်လာနိုင်နံပါတ်4အချက်ကကျတော့ယဉ်ကျေးမှုနဲ့လူမှုရေးကိုထိခိုက်တာမျိုးပေါ့နော်ဒီမြစ်ဆုံမှာကျွန်တော်ဆယ်တွေစောက်လိုက်တဲ့ခါကျတော့ရှင်ကချင်တိုင်းသားတွေဒေသခံအခြားတိုင်းသားတွေရှိမယ်ပေါ့နော်အဲ့တိုင်းသားတွေရှိတဲ့နေရာကရေရောက်ကိုရောက်သွားမှဖြစ်လိမ့်မယ်ဒါပြီးတော့ဒါအပြင်ဆယ်တီစောက်တဲ့ area တစ်ဝိုက်ကဒေသခံတွေကလည်းမြစ်ဆုံကြီးစောက်လိုက်ရတဲ့အတွက်ကြောင့်မလို့အဲ့နေရာကိုစွန့်ခွာပြီးတော့သူတို့ရဲ့မီယိုးဖလာတမွေဝမ်းကြောင်းလုပ်တဲ့ဒီစိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေအကုန်လုံးပျက်စီးသွားလိမ့်မယ်ပေါ့နော်အားကြောင့်ယဉ်ကျေးမှုနဲ့လူမှုရေးကလည်းထိခိုက်နိုင်ခြေတွေအများကြီးရှိအဲ့တော့အချင်းချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ARDမြစ်ကမြန်မာနိုင်ငံရဲ့သဘာဝအမွေနှစ်ဖြစ်တယ်လို့စိုက်ပျိုးရေးနဲ့တည်ယူပို့ဆောင်ရေးအတွက်လည်းအဓိကကြတယ်မြစ်ဆုံစီမံကိန်းကလက်စစ်ဓာတ်အားတွေထုတ်ပေးနိုင်တယ်ဆိုပေမဲ့ရရှိနိုင်တဲ့ကောင်းကျိုးထက်ဆိုးကျိုးတွေကပိုများတယ်မြစ်တစ်စိမ်းလုံးရဲ့သဘာဝတရားတွေကလည်းလုံးဝပျက်စီးသွားမယ်အဲ့တော့ဆုံးရှုံးမှုကပိုပြီးကြီးမားနေဒါကြောင့်လည်းကျွန်တော်တို့အကုန်လုံးကန့်ကွက်နေရရှိရပေါ့နော်အဲ့ကြောင့်ဒီနေ့ရဲ့ podcast မှာတော့ ARD မြစ်ကဘယ်သူပိုင်လဲဘယ်လိုပိုင်တာလဲပြီးတော့ ARD မြစ်မှာမြစ်ဆုံစီမံကိန်းစောက်လိုက်လို့19ခုစောက်ပြီးသွားလို့ရှိရင်ဘယ်လိုစိုးကျိုးတွေရမလဲဆိုတာကိုဒီ podcast ထဲမှာအားလုံးသိသွားမယ်လို့ထင်ပါတယ် See you later